လေရန်တိုင်းလို့ရှုံးခဲ့ရတာဖြစ်ကြောင်းဝန်နေစွာရင်ဖွင့်လာတဲ့ဖန်နိုင်အားလုံးပဲမင်္ဂလာများဝန်ချန်ထေတန်စပေါ်ကနေအားလုံးကိုပြန်လည်ကြိုးလဲပါရင်းလေဘောင်းရဲ့အခြေအနေကတော့မကောင်းရာကနေစိုးတဲ့အထိကိုရောက်နေပါပြီလေဘောင်းဦးကတေးပွဲတွေများနေတာကိုရှုံးပွဲမရှိ73ပွဲဆိုပြီးကာဝယ်ပြောဆိုနေပေမဲ့ဒီတစ်ပတ်တော့ဘုံမောက်ကိုရှုံးနေသွားတာကြောင့်အာနီစလော့ရဲ့အသင်းလဲမျက်ရည်ဆက်လက်တဲ့အဝေးကွင်းကနေပြန်ခဲ့ကြပါရင်းလေဘောင်းကတကယ်တော့ကိုကျန်းလို့ကိုရှုံးရတာပါပရိုင်းမာရင်သွင်းကိုနှစ်ခွက်ကိုလဲလဲကိုပေးလိုက်ရတဲ့လေဘောင်းဟာဆိုဗိုစလိုင်းကဲတင်လာတော့အချိန်မမီခဲ့ပါဘူးဆိုဗိုစလိုင်းရဲ့တောက်ခံဘောကနေပရိုင်းမာရင်ဘာချယ်ပန်နိုင်ကခြေပါဦးတကိုရရှိခဲ့ပါရင်းဒုတိယပိုင်းမှာဆိုဗိုစလိုင်းကပဲ free kick ကနေနောက်ထပ်ခြေပါကုတ်တကုတ်ထပ်ပြီးသွင်းယူပေးခဲ့တဲ့အခါမှာတူတူဖြစ်နေခဲ့ပါတယ်။လေဘာဦးတို့အနိုင်ကိုရှာတော်မလားလို့ထင်နေတဲ့အချိန်မှာပဲအချိန်ပေါ်နောက်ဆုံးမိနစ်မှာလက်ပစ်ဘောကနေဘောမောတို့အနိုင်ကိုရယူသွားခဲ့ပါတယ်။ဗန်ဒိုက်ကတော့ပွဲပြီးမှာသူတို့အသင်းဘာကြောင့်ရှုံးရတယ်လဲဆိုတာကိုသူ့အမြင်ကိုပြောပြလာခဲ့ပါတယ်။ဒီနေ့ပွဲရလက်ကစိတ်ပြည့်စရာပါနောက်ဆုံးမိနစ်ကျမှကိုပေးလိုက်ရတယ်ဆိုတာလက်ခံနိုင်ဖို့တော်တော်လေးခက်ပါတယ်။ကျွန်တော်တို့ဒုတိယပိုင်းမှာပွဲကိုထိန်းချုပ်ကစားနိုင်ဖို့အများကြီးစူးစမ်းခဲ့ကြပါတယ်။တကယ်ဆိုရင်နောက်ဆုံးမိနစ်မှာဂိုးပေးလိုက်ရတော့ကကျွန်တော်တို့ရှေ့ကနေကာထားကြတာရှင်းလင်းနေပေမဲ့ဒိုင်လိုကြီးနဲ့ VAR ကပြစ်ဒဏ်ပေါ်တတ်မှတ်မပေးခဲ့ပါဘူးပထမဂိုးပေးလိုက်ရတာကတော့လေရန်တိုက်နေတဲ့အခါဘောလုံးလမ်းကြောင်းကိုမှန်းဆဖို့ခက်ခဲသွားခဲ့တာကြောင့်မလို့ဗန်ဒိုက်ကပြောသွားခဲ့ပါတယ်ဒီဘောက်ဟာလောလောဆယ်အထိတော့အစင်းလေးနေရာမှာရှိနေတော့ပါပဲဒါပေမဲ့ဒီတစ်ပတ်ပွဲစဉ်တွေအကုန်ပြီးသွားရင်တော့အောက်ကိုဆင်းမရနိုင်ခြေတွေတော့ရှိနေပါသေးတယ်အာလီစလော့ထပ်ပါတော့ဆိုပြီးပရိသတ်တွေအတန်ပိုထွက်လာနေပေမဲ့အသင်းဘက်ကတော့ဘာလုံရှားမှုမှမမြင်ရသေးပဲလီဗာပူးတို့ဒီတိုင်းရှေ့ဆက်ဖြစ်ဖို့များနေပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်